Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့ YouTube ဗီဒီယိုကိုမြန်မာလို့စာတန်းထိုးနဲ့ကြည့်လို့ရရင်ကျွန်တော်ပြပြအောင်ဖြစ်ပါတယ်အရင်ဆုံး Chrome နဲ့ကနေ YouTube တစ်ချက်ဝင်လိုက်မယ်ပြီးအပေါ်ဆုံး asset လေး30နှိပ်လိုက်မယ် desktop ကိုပြောင်းပေးလိုက်မယ်ပြီးကိုကြည့်ချင်တဲ့ဗီဒီယိုတစ်ခုကိုယူလိုက်မယ်ကျွန်တော်ကြည့်ချင်တော့ကျွန်တော် pocket ပဲယူလိုက်ပါမယ်ပြီးစရိတ်30နှိပ်ပြီးတော့ translate ကိုချက်နေလိုက်မယ်ပြီးအမှာ translate page translate ဆိုရပြီးနာ setting လေးကိုချက်နေလိုက်မယ်ပြီး more language ဆိုတာကိုချက်နေမယ်ပြီးဆိုင်အောက်ကဘာမီဆိုတဲ့ဟာလေးကိုချက်ရှာပြီးလိုက်မယ်အမှာဘာမီဆိုတဲ့ဟာလေးကိုချက်နေလိုက်မယ်ဘာမီလိုဟာချက်နေလိုက်မယ်အင်္ဂလိပ်လိုအောက်ကစာတန်းကြီးတော့မြန်မာလိုပြောင်းသွားတယ်ဘောကစာတန်းကြီးကိုအင်္ဂလိပ်လိုမပြောင်းသေးဘူးခါနေအောင် just ဆက်လိုက်အောင်မယ်အခုအဲ့ကြောပေးနာအဲ့ stem ပေးနာဥစ္စာလေးချက်နှိပ်လိုက်မယ်အဲ့တော့ခေါ်လို့တမလို့ပါတာဖြစ်တော့ပါပြီဆိုတော့အဲ့လိုမြန်မာလိုပါတာပြန်ဖြစ်သွားတဲ့ခါကျရင် setting လေးကိုချက်နှိပ်လိုက်မယ်ပြီးကျရင် translate ကိုချက်နှိပ်လိုက် slide ကိုချက်နှိပ်လိုက်ပြီး auto translate ကိုချက်နှိပ်လိုက်မယ်ပြီးတော့မှဘာမီကိုချက်ရွေးလိုက်ပြီးဆိုရင်တော့မြန်မာလိုစာတန်းမြန်မာဘာသာပြန်ဖြစ်သွားပါပြီမြန်မာစာတန်းထိုးလေးဖြစ်သွားပါပြီโอเคအားလုံးမြန်မာလေးဖြစ်သွားပါပြီเนาะအားလုံးပဲစီကြမယ်လို့ပြောနေပါတယ်ဒီပါ